Revit မှာ view တစ်ခုကို duplicate အများကြီးလုပ်ဖို့လိုလာရင်ကျွန်တော်သုံးနေကြ tool တစ်ခုကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်။မင်္ဂလာပါ။ Internet YouTube Channel ကနေကြိုဆိုပါရစေ။ Revit မှာ view တွေကို duplicate လုပ်မယ်ဆိုရင် project browser တွေက view ပေါ်ကိုသွားမယ်။ right click duplicate view ပြီးရင်ကျွန်တော်တို့ duplicate လုပ်ချင်တဲ့ option လေးရွေးလိုက်ရုံပဲပေါ့နော်ကျွန်တော်အခုဆိုရင် duplicate လုပ်လိုက်တယ်ကျွန်တော်ဒါမျိုး9ခုလောက် duplicate လုပ်ချင်တယ်ဆိုရင်ဒီမှာ9ခါလောက်လာပြီးတော့ click ရမှာဖြစ်ပါတယ်ဒါမှမဟုတ် keyboard shortcut ပေးထားတယ်ဆိုရင်လည်း keyboard shortcut ကိုသုံးလို့ရပါတယ်ကျွန်တော်တို့ကအခုလိုမျိုး view တွေအများကြီး duplicate လုပ်ဖို့လိုလာပြီဆိုရင်တော့ EF tools တွေက duplicate views ဆိုတဲ့ tool ကိုသုံးလို့ရပါတယ်အရင်ဆုံး view ကို select မှတ်လိုက်မယ်ပြီးရင် duplicate views ဆိုတာကိုယူလိုက်မယ်ပြီးသွားရင်တော့ number of copies နေရာမှာကို duplicate လုပ်မဲ့အရေးအတွက်ကိုရေးလိုက်မယ်ပြီးသွားရင် duplicate လုပ်မဲ့ option ကိုရွေးပေးလိုက်မယ်ဒါဆိုရင်တော့သူကဒီမှာ duplicate လုပ်ပေးမှာပဲဖြစ်ပါတယ်နောက်တစ်နေ့ကကြတော့ကျွန်တော်က view ကို select မှတ်ပဲနဲ့ EF tools ရဲ့ duplicate views ကိုနှိပ်လိုက်မယ်ဆိုရင်သူကကို duplicate လုပ်ချင်တဲ့ view တွေကိုရွေးခိုင်းမှာပဲဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကခုနကတော့ level 1 overall ဆိုတာလေးကိုရွေးလိုက်မယ်ပြီးရင် select လုပ်လိုက်မယ်အဲ့တော့မှသူက number of copies ပေါ့နော်ကျွန်တော်9ခုလောက်ထပ်ပြီးတော့ duplicate လုပ်မယ်ပြီးသွားရင်ဒီမှာ duplicate option လေးရွေးပေးလိုက်မယ်ဆိုရင်တော့ duplicate လုပ်သွားမှာပဲဖြစ်ပါတယ် okay အခုဆိုရင်တော့ duplicate view ကိုဘယ်လိုအချိန်မျိုးမှာသုံးတယ်လဲဆိုတာကိုသေချာသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ see you in the next video